တော်လန်ကြီးကိုခုတုံးလုပ်ပြီးတော့ KTV ပိုင်နေတဲ့ခေါင်းဆောင်တချို့အတွက်ပါပြောရအောင်မယ်ပြောအောင်မယ်အခုဆိုဝိလေလေနဲ့တော်လန်ကြီးကတနစ်မှတနစ်တက်တန်းရင်လာခဲ့ပြီလက်သုံးချောင်းထောင်တန်ပုံတီဟီလေးဟစ်ပြီးတို့အရေးအော်တမျိုးသားလုံးပါဝင်ခဲ့တဲ့အမျိုးသားတော်လန်ကြီးကြီးဆိုပါလားအေးဟုတ်တယ်တော်လန်ကြီးကလက်နက်ကင်မှပြီးမှလောက်ကြပါဟာဝိုင်းကြဝန်းကြပါဟာလက်နက်ဟာလက်နက်ကြည်ဟာကြည်လူကြတန်းကြကူကြထူကြပါဟာအားရစရာပဲကြည်နက်စရာပဲအမျိုးသားတော်လန်ကြီးကြီးကိုပြကဲကဲအမျိုးတို့လောက်ကြပါဦးပြနောက်တစ်ခါယူနီဖောင်းဟာယူနီဖောင်းရိတ်ခါဟာရိတ်ခါလိုအပ်တယ်လှုပ်ဟာလူကြကူကြထူကြပါဟာအားရစရာပဲကြည်နက်စရာပဲအမျိုးသားတော်လန်ရေးကြီးကိုပြလာပြန်ပြီးနောက်တစ်မျိုးဒရုန်းကြီးကမှန်ပြောင်းဆိုပါလားလောက်ကြပါဟာလူကြကူကြထူကြပါဟာအားရစရာပဲကြည်နက်စရာပဲအမျိုးသားတော်လန်ရေးကြီးကိုပြဘယ်ညိုညင်မလဲပြည်သူကချစ်တကိုဒါကတော်လန်ရေးခရီးအစာဒီလိုနဲ့တော်လန်တန်းရင့်တန်လာခဲ့ပြီတချို့လက်နက်ကင်ကပြည်သူဝယ်ပေးတဲ့ယူနီဖောင်းဝက်ပြည်သူဝယ်ပေးတဲ့လက်နက်ကိုကိုင်ပြည်သူကျွေးတဲ့ထမင်းကိုစားမြောက်ကားကားစောင့်ကြွားကြွားနဲ့ပြည်သူကိုဟဲ့အောင်မင်းစစ်တိုက်ဖူးလားဟဲ့အောင်ရဲဘော်ဆိုတာမတိဘူးလားပြည်သူကိုစစော်ကားတက်လာတယ်အမေအချို့ခေါင်းဆောင်များကြပြန်တော့ဒီတော်လန်ကြီးကနိုင်ငံသားထီပေါက်တယ်လို့နေချင်းညာချင်းဟတ်ချလောင်းဆိုပြီးချမ်းသာသွားကြလေရဲ့အရက်ခွက်လေးဆဆကင်လို့စိတ်ထဲမှာတော်လန်ကြီးအတွန့်ရှိပါစေအရေးတော်ပုံကြာရမည်ကြိတ်အော်နေသူများပေါ့တော်လန်ကြီးစားဖားကြီးတွေတော်လန်ကြီးစားဖားကြီးတွေအချို့ဆို KTV တွေပိုင်လို့ဆိုပါလားမရင်ငယ်တွေပိုင်လို့ဆိုပါလားဆိုပါလားလာပြောမဆုံးမောင်တော်တုံးတော့အမလီအခုများမှာတော့အချို့ပြည်သူတော်တော်များများကလက်နဲ့ဟိတ်လက်နဲ့ဆိုလဲတောက်ရေးမလုပ်တော့ကြီးဟိတ်ကြီးဆိုလဲတောက်ရေးမလုပ်တော့ယူနီဖောင်းဟိတ်ယူနီဖောင်းဆိုလဲတောက်ကယူမဆိုင်တော့ရဲဘော်ကွာရဲဘော်ဆိုလဲတောက်ဖက်မလုပ်တော့ပြည်သူအတော်များများဂျားနေဝါရကျင့်သုံးကြကုန်ပြီစိတ်မကောင်းစရာပဲအခုဆိုဒီတော်လန်ရေးကြီးမှာတက်စီကဏ္ဍတွေကွဲတော်လန်ရေးကိုအစ်စ်အမှန်လို့အင်တိုက်အားတိုက်လုပ်ပြီးတိုက်ပွဲ